ကျွန်တော်အခုပုံမှာပြထားလို့ပဲကလေးသွားလေးတွေပိုးစားနေတာကြတော့သွားအငုတ်နီးပါးလေးဖြစ်နေပြီအဲ့အငုတ်လေးတွေကြောင့်ကျွန်တော်တို့သွားအတစ်တွေပေါက်လာတဲ့အချိန်မှာသွားအတစ်တွေကတဘာဝအတိုင်းပေါက်လာပါမလားဒီသွားအငုတ်လေးတွေကိုဘယ်အချိန်မှာနှုတ်ရမလဲဘယ်လိုမျိုးလေးတွေကြိုးလို့ထားဖို့လုပ်မလဲဆိုတာကျွန်တော်အများကိုပြမှာဖြစ်ပါတယ်နေ့တုန်းကစီကန်းမှာလည်းဒါမီမီနှစ်ယောက်ကကလေးလေးတွေကိုစီကန်းလာပြကြတယ်ပေါ့နော်ကလေးလေးတစ်ယောက်က4နှစ်ကလေးလေးတစ်ယောက်က5နှစ်အခုပုံမှာပြထားလို့ပဲကလေးလေးတွေကသွားလေးပိုးစားနေလိုက်တာဒါတဖုံးလေးတွေနဲ့အညီသွားအငုတ်လေးတွေပဲကျန်တော့တယ်ပေါ့နော်ဒါကြောင့်မလို့မီမီတွေကကြတော့သွားအတစ်တွေပေါက်မလာနိုင်မှာသူတို့နှစ်ယောက်လုံးကတက်တက်ဆင်ဆင်စိုးရိမ်နေကြတယ်ပြီးတဲ့ခါကျလို့ရှိရင်သွားအတစ်တွေပေါက်လာတာကမလမှလည်းစိုးတယ်ပြီးတဲ့ခါကျလို့ရှိရင်သွားတွေခေါင်းမှစိုးတယ်သွားတွေထက်မှစိုးတယ်ပေါ့နော်ဒါကြောင့်မလို့မီမီတွေကဒီသွားအငုတ်လေးတွေကိုကလေးလေးနှုတ်ပေးချင်တာနှုတ်လို့ရမရပါတော့ကျွန်တော်လာပြီးတော့မှဆွေးနွေးတယ်ကလေးလေး4နှစ်5နှစ်ဆိုတဲ့အရွယ်ကြတော့ကျွန်တော်တို့ဒါသွားလဲဖို့တည်းနည်းနည်းစောသေးတယ်ပေါ့နော်အောက်သွားတွေဆိုတော့မှကျွန်တော်တို့က6နှစ်9နှစ်မှလဲမှာကျွန်တော်တို့ဒါအခုဖြစ်နေတဲ့ကလေးလေးတွေဆိုလို့ရှိရင်အပေါ်သွားလေးတွေဆိုတဲ့ခါကျတော့အဲ့ဒီအပေါ်ရှစ်သွားလေးတွေက9နှစ်10နှစ်မှလဲမှာအဲ့ဆိုတဲ့ခါကျတော့4နှစ်ကလေးလေးဆိုလို့ရှိရင်သွားအသစ်ပေါက်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်4နှစ်တောင်လိုသေးတယ်9နှစ်ကလေးလေးဆိုလို့ရှိရင်3နှစ်ဝန်းကျင်လောက်ကျွန်တော်လိုသေးတယ်ပေါ့နော်ကျွန်တော်တို့ဒီသွားအငုတ်လေးပဲဖြစ်ဖြစ်သွားအကောင်လေးရှိတာပဲဖြစ်ဖြစ်ကျွန်တော်တို့တဘာဝအတိုင်းသွားတွေလဲတဲ့ချိန်မှာသွားအသစ်တွေပေါက်လာတဲ့ချိန်မှာဆိုလို့ရှိရင်လေအဲ့ဒီပေါက်လာမဲ့သွားအသစ်တွေကိုလေဘာမှမတားဆီးနိုင်ဘူးကျွန်တော်တို့သွားပေါက်တဲ့ဖြစ်စဉ်ကအရန်ကိုယူရှင်းတယ်ကျွန်တော်တို့မြင်တာအောင်အားလုံးကိုကျွန်တော်ဘောပင်လေးနဲ့ပြပေးမယ်ပေါ့နော်ဒီအခုဘောပင်တေးသေးလေးကကြတော့ငယ်သွားလို့ဆိုကြပါစို့နော်ဒီမာကာပန်ကကြတော့ကျွန်တော်တို့ဒါသွားအသစ်ပေါက်လာမယ်သွားလို့ဆိုကြပါစို့နော်ကျွန်တော်တို့ဒီငယ်သွားလေးတွေမှာလည်းသွားရဲ့ခေါင်းလေးတွေရှိတယ်အမြင့်လေးတွေရှိမယ်အဲ့ဒီခေါင်းလေးတွေကပိုးစားထားရလည်းဖြစ်ရှင်ဖြစ်မယ်အကောင်းတိုင်းလည်းဖြစ်ချင်းဖြစ်မယ်ဒါပေမဲ့သွားအမြင့်လေးတွေကတော့ထုံးစံတိုင်းပဲဒါအယိုးထဲမှာရှိနေမှာဖြစ်တဲ့အတွက်ခိုင်နေမှာပဲပေါ့နော်ကျွန်တော်တို့ငယ်သွားလေးကဒီလိုရှိနေမယ်ကျွန်တော်တို့ဒီလူကြီးသွားလေးကအောက်မှာဒီလိုရှိနေမယ်ပေါ့အဲ့လိုရှိလာတဲ့အချိန်မှာဒီလူကြီးသွားလေးကတဖြည်းဖြည်းနဲ့ကြီးထွားလာပြီးတော့မှဒီလိုအပေါ်ပေါက်လာပြီဆိုလို့ရှိရင်ဒီရဲ့ငယ်သွားရဲ့အမြင့်နဲ့စုံဝိုင်းပေါ့နော်အဲ့ချိန်ကျရင်ဒီငယ်သွားကလည်းသူ့အမြင့်နဲ့သူဆိုတဲ့ခါကျတော့ဖယ်မပေးဘူးသူ့ကလည်းဘာမှတားဆီးလို့မရအောင်အဲ့ချိန်ကျရင်ပုံမှန်တိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ကသွားပေါက်တဲ့ဖြစ်စဉ်ကဒီငယ်သွားရဲ့အမြင့်တွေကိုလေဒီရဲ့အသစ်ပေါက်လာတဲ့သွားတိုက်စားပြီးတော့မှဒီလိုမျိုးထွက်လာတာအဲ့လိုထွက်လာပြီဆိုလို့ရှိရင်သူကတဖုံးရဲ့အပြင်ဘက်ကိုရောက်လာတော့မယ်ထိတ်ဝနာရောက်လာပြီဆိုလို့ရှိရင်ဒီငယ်သွားရဲ့အမြင့်ကသူတိုက်စားလိုက်လို့မရှိတော့ဘူးမရှိတော့တဲ့ခါကျတော့အမြင့်မရှိတော့တဲ့ငယ်သွားလေးကကြတော့လှုပ်တော့လေးဖြစ်လာတာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ငယ်သွားလေးကလှုပ်စီလေးဖြစ်လာပြီဆိုလို့ရှိရင်သွားအသက်ပေါက်လာတော့မယ်ဆိုပြီးမှသိရတယ်အဲ့ချိန်ကြလို့ရှိရင်အဲ့ဒီလှုပ်စီလေးကိုကျွန်တော်တို့ငယ်တုန်းကဆိုလို့ရှိရင်ဒါဆိုင်းဝိုင်းရင်သွားတိုင်ရင်လည်းဆိုသူ့လူကြိုးရတာလည်းရှိတယ်အိမ်ကလူတွေအချီလေးနဲ့ဖယ်ပေးတာမျိုးလေးလည်းရှိတယ်ဒါကကြတော့ကျွန်တော်တို့တဘာဝအတိုင်းတွားလဲတာပေါ့နော်တကယ်လို့ကိုယ့်ရဲ့ကလေးကခဏကျွန်တော်ပြောတဲ့ဖြစ်စဉ်အတိုင်းမဟုတ်ပဲနဲ့သွားကဒီလိုတက်ထွက်ရမယ့်အစားဒီဘက်ကနေပြီးတော့မှဒီလိုလေးလာပြီးတော့မှပြိုင်ပြီးတော့မှထွက်လာတဲ့ထားပါတော့နော်အဲ့ချိန်ကြလို့ရှိရင်ကတော့နေရာပေါက်တာလွဲသွားပြီအဲ့ချိန်ကျရင်ငယ်သွားရဲ့အမြင့်ကိုတိုက်စားခြင်းမရှိတော့ဘူးလုံးဝဒီလိုထွက်လာတယ်သူကအပြည့်ထွက်လာတယ်လူကြီးသွားကိုလည်းမြင်နေရပြီဒါပေမဲ့ကလေးသွားကလည်းမကြိုးဘူးအဲ့လိုအခြေအနေမျိုးလည်းရှိနေတယ်ဒါဆိုရင်တော့လူကြီးသွားကလည်းပေါက်နေပြီကလေးသွားကလည်းမကြိုးသေးဘူးသွားနှစ်ချောင်းလေးပြိုင်ပြီးတော့ထွက်နေမှာပေါ့နော်ဒါကြောင့်မလို့လေကျွန်တော်တို့ဒီသွားအငုတ်တွေမြင်နေရပြီဆိုလို့ရှိရင်ကျွန်တော်တို့သွားအသက်ပေါက်စေခြင်းနဲ့ရည်ရွယ်ချက်နဲ့တမင်ကြီးသွားပြီးတော့မှကလေးတွေကိုနှုတ်ဆရာမလို့ပေါ့နော်အဲဒါကြောင့်မို့လို့အခုခဏပြောတဲ့4နှစ်5နှစ်ကလေးလေးတွေကဒီလိုအငုတ်လေးတွေဖြစ်နေတယ်သွားကတဘာဝအတိုင်းပေါက်လာမှာလားဆိုလို့ရှိရင်တဘာဝအတိုင်းပေါက်လာမှာဘာမှတားဆီးထားလို့မရဘူးသူ့အရွယ်ရောက်လို့ရှိရင်ထွက်လာမှာဖြစ်တယ်သွားအသစ်ပေါက်တော့မယ်ဆိုလို့ရှိရင်လက္ခဏာအနေနဲ့ဗာမြင်ရမလဲဆိုတဲ့ခါကျတော့အဲ့ဒီရဲ့သွားငုတ်တူလေးတွေကလှုပ်စီလေးဖြစ်လာမယ်အဲ့ချိန်ကျလို့ရှိရင်သွားနဲ့ခရစ်စီကန်ကိုခေါ်သွားပြီးတော့မှထုံစည်းလေးဖြန်းပြီးတော့မှနှုတ်လိုက်အောင်ပဲတကယ်လို့ခဏကျွန်တော်ပြောလို့မျိုးသွားနှစ်ချောင်းကြီးကဒီလိုပြန်ထွက်လာပြီဆိုလို့ရှိရင်လေစိုးရင်ကြမလို့ဒီကြီးသွားကြီးကအပြည့်အဝမထွက်ခင်တချောင်းလုံးကြီးထွက်မလာခင်ဒီရဲ့ငယ်သွားလေးကိုထုံစည်းလေးထိုးပြီးတော့မှနှုတ်ပေးလိုက်အောင်ပဲအဲ့အချိန်မှာဆိုလို့ရှိရင်ဒီရဲ့ကြီးသွားလေးကမကြခင်မှာပဲနေရအမှန်အောင်ပြန်ရောက်လာမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့သွားအငုတ်တွေရှိတယ်ဆိုပေမဲ့စိုးရင်ကြမလို့အဲ့အပေါ်မှာသွားအငုတ်တွေရှိနေလို့အောက်ကကြီးသွားဒီသွားအငုတ်တွေမဖြစ်တော့ဘူးစင်းလုံးကြောလလပပလေးပဲထွက်လာမှာဖြစ်တယ်ပေါက်လာမဲ့သွားအစ်ကိုငယ်သွားအကောင်းကြီးရပဲဖြစ်ဖြစ်ဒီလိုမျိုးပိုးစားနေတဲ့သွားအငုတ်တွေကပဲဖြစ်ဖြစ်ဘာမှတားဆီးနိုင်မှာမဟုတ်ပါဘူးကလေးရဲ့အသက်အရွယ်လိုက်ကျွန်တော်တို့သွားကတဘာဝအတိုင်းပေါက်လာမှာဖြစ်ပါတယ်ခင်ဗျဒါဆိုရင်ဘာတွေလှုပ်ထားပေးဖို့လုပ်မလဲဘာတွေလှုပ်ထားပေးရမလဲဆိုတဲ့ခါကျတော့အိမ်မှာကလေးရဲ့ခရင်းတန့်ရှင်းရေးကိုအထူးကြီးစိုက်ပေးပါအချိုတွေ short ကျွေးပေးပါပြီးတဲ့ခါကျလို့ရှိရင်သွားနေခရင်းစေကန်းတွေကို6လတစ်ကြိမ်တွားပြီးတော့မှပုံမှန်တွားချက်မှရေးစစ်ပေးပါခင်ဗျ
ဒီလောက်ဆိုရင်တော့မေမေတွေလည်းစိုးရင်တာပြင်မယ်လို့ထင်ပါတယ်နေ့ရက်တိုင်းမှာပြောနေကြပါစီခင်ဗျာ